ဝယ်မင်္ဂလာပါခင်ဗျကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းအေးမြသူရွှေပြည်နဲ့စိန်နာဆိုင်ကကျွန်တော်တို့ဒီဆိုင်ရင်ကမုံပွဲဒုတိယဓလေကဝင်ပေါက်ရဲ့ညာဘက်ချက်မှာတည်ရှိပါတယ်ခင်ဗျကျွန်တော်တို့အားပေးကြတဲ့တူတယောက်စီတိုင်းအောင်လည်းကျွန်တော်တို့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျအခုအေးမြသူရွှေပြည်နဲ့စိန်နာဆိုင်ရဲ့နောက်ထပ်ဆိုင်ခွဲလေးပေါ့နော်ဆိုင်သက်လေးအနေနဲ့အေးမြသူ luxury jewelry ကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်ခင်ဗျအေးမြသူ luxury jewelry ကတော့ဒီကျွန်တော်တို့ဓလေကဝင်ပေါက်ရဲ့ဘဲဘက်ချမ်းမှာကျွန်တော်ဒီဘက်ကနေလှမ်းကြည့်လိုက်လို့ရှိရင်ကျွန်တော်အေးမြသူ logo လေးကိုလည်းအရင်ဆုံးအတင်တွေ့ရှိရမှာဖြစ်ပါတယ်အေးမြသူ logo လေးဒါကျွန်တော်တို့ဒီဆိုင်သက်လေးကိုပေါ့နော်ဖွင့်လှစ်မဲ့ဆိုင်သက်လေးကိုတွားနေပါပြီခင်ဗျဒီ medical ဘက်ချမ်းပေါ့နော်ဒီမှာအေးမြသူ logo လေးကိုလည်းလှမ်းပြီးတွေ့ရှိနေရပါပြီဒါကျွန်တော်အေးမြသူ luxury jewelry ဆိုင်ဘက်ကိုကျွန်တော်တွားနေတာပါခင်ဗျဒီဆိုရင်ဒါအေးမြသူ luxury jewelry ဆိုင်ဘက်ကိုရောက်တော့ပါမှာခင်ဗျဆိုရင်ထပ်မံဖွင့်လှစ်မဲ့ဆိုင်သက်လေးဖြစ်ပါတယ်အေးမြသူ luxury jewelry ဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့နေထားလေးလည်းဖန်ကြည့်လို့ရပါတယ်အေးမြသူ luxury jewelry ပါခင်ဗျဟုတ်ဒါဆိုရင်ဆိုင်လေးကိုကျွန်တော်တို့စပြီးဝင်ရောက်လာတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဆိုင်ရဲ့အိုဝင်ချက်မှာလည်းဒီအေးမြသူ luxury jewelry ဆိုတဲ့ပန်းလေးတွေနဲ့ပုံဖော်ထားတဲ့ဒီလှပမှုတွေကိုလည်းစတင်တွေ့ရှိရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အေးမြသူ luxury jewelry ဖြစ်ပါတယ်ခင်ဗျ